ဆိုတိုင်းပြည်ကိုပညာနံလေးသင်နေရမှာအခုကရန်နံနေသင်နေတာဗျပညာအနံသင်နေရမှာငြိမ်းချမ်းရင်ဖွံ့ဖြိုးခြင်းအဲ့ဒါရှင်ပြတော့မလို့ဘယ်သူလုပ်မှာတော့လက်နဲ့ကင်ထားတဲ့သူတွေမလုပ်ဘူးကတုံးနေလုပ်ရမှာဒါကြောင့်အိမ်တွင်းယဉ်ကျေးမှုသင်တန်းအိမ်တွင်းယဉ်ကျေးမှုသင်တန်းတွေရှိရပန်းကုန်းဆရာတော်ဘုရားကြီးဗုဒ္ဓအလိုကြကျင့်သုံးနေထိုင်နေနှစ်တွဲရှိတယ်ဖတ်ကြည့်ကောင်းလိုက်တာအိမ်တွင်းယဉ်ကျေးလိမ္မာသင်တန်းဆရာတော်ကြီးကဒိုင်အလောနဲ့ရေးထားတာနော်ဘုန်းကြီးထဲမှာဒိုင်အလောနဲ့ရေးထားတဲ့ဘုန်းကြီးကတော်တော်ရှားတယ်လက်ငါးချောင်းမပြည့်ဘူးဒိုင်အလောဆိုတာစကားပြောဟန်နဲ့ရေးတာစာကိုစကားပြောဟန်နဲ့ရေးတာကဆရာကြီးဝုဒုခတို့ရေးသိကောင်းတာနော်ဒီလိုမင်္ဂလာတုတ်အဖွဲ့ဘုန်းကြီးတွေရေးတဲ့မင်္ဂလာတုတ်ကတောင်းတန်းဆိုပြင်းစရာကောင်းတယ်အဲ့ဒီဆရာကြီးဥဒုခရေးတဲ့မင်္ဂလာတုတ်ကရက်တာမြောင်ရေးတာမင်္ဂလာတုတ်အဖွဲ့စကားပြောဟန်နဲ့ရေးတာနောက်ဆရာမတန်ဆင့်ရေးတတ်တယ်ရှိတယ်မင်္ဂလာအစစ်နဲ့မျိုးဆက်တဲ့ဆိုတဲ့စာကိုသိကောင်းတာလေးသူ့သားကိုဆုံးမနေတဲ့ပုံစံနဲ့မင်္ဂလာတရားကိုသင်တာအဲ့လိုမိဘတွေရရင်ဘယ်တော့ကောင်းမလဲဒီလိုနိုင်ငံမှာမင်္ဂလာအစစ်နဲ့မျိုးဆက်တဲ့ဆရာမတန်ဆင့်ရေးတယ်နော်ဘုန်းကြီးတွေကရွှေနာဆရာတော်ဘုရားကြီးရေးတဲ့မင်္ဂလာတုတ်အဖွင့်ကောင်းလိုက်တာမင်္ဂလာတုတ်အဖွင့်မေတ္တာတုတ်အဖွင့်တရားဟောခြင်းနော်ဒီလိုမဟာသတိဌာနတုတ်အဖွင့်လေးရွက်ရှိတယ်ကာယ ानु ပဒနာစိတ် ानु ပဒနာဝေဒနာ ानु ပဒနာဓမ္မ ानु ပဒနာအဲ့ဒါကိုတစ်ခုတည်းပေါင်းပြီးတော့တတိပဌာန်အဖွင့်ဆိုပြီးတော့ရှိတယ်အဲ့ဒါစိတ်ကူးချွတ်ချွတ်ရိုက်လေးရွက်ခွဲဖက်လဲရတယ်တအုပ်ထက်ဖက်လဲရအဲ့ဒါရွှေနာဆရာတော်ဘုရားကြီးမင်္ဂလာတုတ်အဖွင့်မေတ္တာတုတ်အဖွင့်သိကောင်းတာပဲတပည့်တော်အရှင်ဘုရားတို့ဒါသာချင်းဆိုတော့သာတော့ပြောတော့မယ်ဗျာနော်ဖတ်ရမယ်မှတ်ရမယ်သာရမယ်စာအုပ်တွေပြီးမှတပည့်တော်ဘယ်စာအုပ်ဖတ်ရမလို့ပြလာမေးမနေနဲ့အခုတခါတည်းပြောနေတာတိုက်ဆိုင်တာနဲ့နော်သင်ရင်သင်နိုင်လောက်အောင်လို့သင်နိုင်လောက်အောင်ဖတ်ခုနကပြောပန်းကုန်းဆရာတော်ဘုရားကြီးရေးတယ်နော်ဗုဒ္ဓအလိုကြကျင့်သုံးနေထိုင်နေနှစ်တွဲသူတက္ကရာကမတွေကိုဒီအိမ်တွင်းသာသမီတွေဘလို့သုံးမှာပဲအဲ့ဒါမျိုးလေးတွေကိုဒီသင်ကြားပေးနေရေးတာတပည့်တော်တို့ဘုန်းကြီးတွေကပလင်ကြီးပေါ်ကြီးတဲ့တက်ထိုင်းမနေနဲ့ဒီလိုမျိုးလဲတပည့်တော်တို့ကနေ့စဉ်ဘဝထဲမှာ whiteboard နဲ့ computer နဲ့ projector နဲ့ဒီလိုမျိုးသင်ရတဲ့အခန်းကဏ္ဍတွေခက်ပြောင်းသွားပြီအဲ့ဒါကိုလည်းနည်းနည်းလေးမျက်စက်ပြစ်ထားအောင်ခက်ကိုလည်းမျက်စက်ပြစ်ထားလိုက်အောင်မတက်ဘူးဘုရားဆိုပြီးထိုင်းမနေတဲ့သလုံးမတက်ဘူးဆိုတာမသိလို့မတက်သင်ရင်တက်တယ်ဟုတ်လားဘာခက်လို့ရှင်များတို့ Facebook မသုံးတတ်ဘူးလား YouTube မသုံးတတ်ဘူးလား TikTok မသုံးတတ်ဘူးလားအဲ့ဒါနည်းပညာပဲကျန်တာအတူတူပဲနည်းပညာတွေအကုန်သင်ရင်တက်တယ်မသင်လို့မတက်တာအင်္ဂလိပ်လိုမတက်လို့ဘာညာဆင်ခြင်မပေးနဲ့အဲ့ဒါသင်ခြင်ပေးတာအင်္ဂလိပ်လိုမတက်တဲ့တပည့်တော်တို့နေ့တစ်နေ့တပည့်တယောက်ရှိတယ်9 တန်းမဲ့အောင်တခြားတပည့်တွေဘွဲရတွေအများကြီးရှိတယ်ဒါပေမဲ့သူ9 တန်းရချင်းအင်္ဂလိပ်ဒီကွန်ပျူတာကိုမှုတ်လို့အင်္ဂလိပ်လိုမတက်ဘူးသူကအကွက်လေးမှတ်ထားတာအဲ့ဒါလေးလိုက်ထိုးတာပဲရှင်မြတ်သူအကုန်လုံးတက်တယ်တော့ဖိုတိုရှော့တွေဘာတွေလဲရတယ်ဟုတ်နေတာပဲအဲ့ဒါပြောတာပါတပည့်တော်တို့ရှင်များတို့ဟိုဘာသာစကားတပည့်တော်တို့အနောက်ရှက်အများကြီးဖြစ်မနေဘူးဘာသာစကားတွေအများကြီးသုံးပြီးပြောမယ်ဆိုရင်ဒါတပည့်တော်လိုရင်လိုမယ်နိဗ္ဗာန်တော့ဘာသာစကားအလောက်အနောက်ရှက်အဟံတာမဖြစ်ဘူးရှင်များတို့သင်ယူရင်သိမရှိရင်ဒါမတက်တာဒါကြောင့်တပည့်တော်တို့ခစ်ကိုနည်းနည်းမျက်ဆက်ပြစ်လိုက်အိုးဘယ်ခစ်ထဲရောက်နေတာတော့တပည့်တော်တို့ခစ်ပြက်ကြီးတဲ့ဘုန်းကြီးလုံနေရတာဟုတ်လားအဲ့ဒီအတွက်တပည့်တော်တို့ကဒီခစ်နဲ့မှီးနေဖို့လိုတယ်တို့တော့ခုနကစကားကိုလည်းကြောင်းမှာချိတ်ထားဖို့တော့ကောင်းတယ်လောကလည်းမပြင်းစေနဲ့ဓမ္မလည်းမယွင်းစေနဲ့ဆိုတာလေကိုပြန်ပြီးသတိပေးမိဖို့လေဟုတ်လားဗျာခစ်နောက်လိုင်းနဲ့တပည့်တော်တရားဓမ္မတွေယွင်းသွားလို့ကောင်းမှာမလားဗျာဘုံကြီးချင်းရှင်များတို့အကုန်လုံးမလုပ်ရဲတာမရှိဘူးနော်အကျင့်မကောင်းတာတွေအကုန်လုပ်တယ်အဲ့ဘုံကြီးချင်းသိရှေ့ရောက်သွားပြီဆိုရင်တော့ရှင်များတို့မလုပ်ရဲတဲ့အရှက်မရှိတော့ဒါကြောင့်ဘုံကြီးချင်းမို့ဆိုတာတဲ့တပည့်တော်အမြဲတမ်းကိုလည်းအမြဲတမ်းပြောတယ်ဘုံကြီးကဘာလုပ်ဖို့တော့ပေါ့နော်ဘာလုပ်ဖို့တော့ပေါ့ထင်ပေါ်ခြင်းလို့လားဘုံကြီးခြင်းလို့လားဘုံကြီးလို့နေခြင်းတာလားပေါ့နော်တပည့်တော်ကအမြဲတမ်းစဉ်းစားတယ်ကိုတို့အဲ့လိုစဉ်းစားတယ်ဒါကြောင့်ဘုံကြီးဖို့ထင်ပေါ်ဖို့တပည့်တော်လှုပ်တတ်တယ်တပည့်တော်တော့လှုပ်စရာနီလန်းနေလဲများတာဖြစ်တဲ့တော့တိတ်ခက်ခဲမရှိဘူးထင်တယ်ဒါပေမဲ့တပည့်တော်လွတ်လပ်ဘုံကြီးတစ်ပါးလုံးနေခြင်းအဲ့ဒါအရသာဘာနဲ့မှမလဲနိုင်ဘူးဘာနဲ့မှမလဲနိုင်ဘူးဆိုတော့ခေတ်ကိုအမြဲတမ်းမျက်ခြေမပြတ်ဖို့အရေးကြီးပါတယ်အဲ့ဒါလေးတွေ့ရောတိုက်တွန်းပါတယ်နောက်ဆုံးနေတာလေးပြန်ပြောမယ်ဝင်းဆန်ချာချီပြောခဲ့တဲ့စကားလေးပါတယ်တော့ဗျာစာမဖတ်တဲ့လူတွေတိုင်းပြည်ရဲ့အကြီးအကဲဖြစ်ရင်တိုင်းပြည်ကိုအမြင့်ကနေတူးဖြိုတာနဲ့တူတယ်အမြင့်ကနေတူးဖြိုတာနဲ့တူတယ်လို့အခုခေတ်ကြီးနဲ့သွားပြီးတော့တစ်ထက်တည်းကြာမနေဘူးလားကြာနေတာပဲစာမဖတ်တဲ့ရှင်များတို့ပါလားပါတယ်ဗျာအာနာစရာကြီးနော်
ပြောလားဟုတ်လားဟုတ်ဖတ်တော့မှဟိုဖတ်မှရမှာဖတ်မှရမှာဒီတော့မနေ့ကကြတော့ဒါဖတ်တဲ့စနစ်တွေဘာတွေညာတွေနဲ့သွားမယ်ဗျာနော်ဖတ်မှရမယ်ဆိုတဲ့အရာဒီတော့အရင်ဆုံးပြောနေတာဆိုတော့တိုင်းပြည်ကိုမြစ်ကတူးပြိုးနေတဲ့ထဲမှာတပည့်တော်တို့ပါတယ်ပေါက်တူးတွေလည်းပါတယ်ပါတယ်ရာဒီဘုံကြီးတွေလည်းပါတယ်နော်အဲ့တော့သူများတွေကလူငယ်တွေကွာမလိမ္မာဘူးဆိုဘုံကြီးတွေရောလိမ္မာလားလို့ပြန်ပြောရင်တပည့်တော်တို့မျက်နှာပဲထားအောင်ကြောင်းမသိဘူးနော်အဲ့လိုဖြစ်နေတာပြန်ပတ်မှလူငယ်တွေကပတ်တတ်တယ်နော်ရှင်ပြတို့အကွက်တွေသူတို့ကရှင်ပြတို့အနေထိုင်တွေအားထုတ်မှုတွေသူတို့လည်းမြင်နေရှင်ပြတို့လည်းဆယ်ပြီးတင်လိုက်ဟောပေါ်စားပြီးတင်လိုက်ဟိုလုတ်ပြီးတင်လိုက်ဒီလုတ်ပြီးလူတွေနဲ့တို့ဘုံကြီးတွေလုတ်တာအတူတူပဲဟုတ်တယ်မလားအဝတ်လေးပဲကွာတယ်ထင်မသွားဘူးလားသူတို့ထက်ပိုကောင်းတဲ့ဟာတွေလုတ်ပြနိုင်လူတွေလုတ်တတ်တာကိုလုတ်တတ်ပါစေဒါပေမဲ့လူတွေလုတ်တိုင်းလိုက်မလို့နဲ့လုတ်တတ်တာတတ်တယ်လူတွေလုတ်တိုင်းလိုက်လို့တော့ဘုန်းကြီးလူလိုနေတော့သီလပြတ်လူဘုန်းကြီးလိုနေတော့စီးပွားပြတ်နော်လူလိုနေရမယ်ဘုန်းကြီးလိုနေရမယ်ဟုတ်လားဘယင်ပါဘယင်ဘုန်းကြီးလိုနေတော့တိုင်းပြည်ပြတ်နော်အဲ့ဒါဆိုဘယင်လိုနေတိုက်တင်တိုက်ရမယ်ဖြတ်တင်ဖြတ်ရမယ်ဥဆောင်နေဥဆောင်ဒါသူကန္တာနဲ့သူတော့အဲ့ဆိုဒီလိုတို့ဟာကိုယ်အပိုင်းကိုအဲ့ဒါဝိနည်းစသုတေခိတဆိုအဲ့ဒါကိုယ်အပိုင်းကိုကျွမ်းကျင်တာကိုယ်စီကိုလုံးတာဟာဝိနည်းစသုတေခိတမင်္ဂလာသုံးမှာပြောပြီးသားဗျာနော်အဲ့ဒါဆိုတော့ဒီလိုတို့အဲ့ဒါလေးတွေကိုပြင်ဆင်ဖို့လိုပါမယ်ဗျအဲ့အတွက်ခုနကနော်ကြီးပြောတယ်ဟုတ်လားဖတ်တော်မယ်ဆိုကျေးဇူးတင်တယ်ဗျာ